ကဲခုနှစ်လည်းပဲကျွန်တော်တို့ English speaking အတွက်အသုံးဝင်တဲ့စကားစုတွေအတူလေ့လာမယ်နော်ကျွန်တော်လည်းခုမှစပြီးလေ့လာမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လေ့လာလို့ရတယ်ကျွန်တော်နဲ့အတူတူနှစ်ရိုက်စာလာလို့ရရင်နော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စလိုက်ရအောင်ငါတော့မထင်ဘူး I don't think so ငါတော့မထင်ဘူး I don't think so အချိန်မဖြုံးနဲ့ stop wasting time ရာသီဥတုတာရတယ် the weather is fineကိုရကာရနိုင်လိုက်တာ how clumsy use လို့ပါတေချာလို့ပါdo it carefully ရှုပ်ပွားနေတာပဲ how messy တန်ရှင်းလို့ပါဟိုကြတော့ clean it up ငါမေးလိုက်တာ I am so spacey ငါ့ကိုသတိပေးနော် remind me အဲ့ဒါမလုပ်နဲ့ don't do that ငါတော့မထင်ဘူး I don't think so အချိန်မဖြုံးနဲ့ stop wasting time ရာသီဥတုတာရတယ် the weather is fine ကိုယ်ကရနိုင်လိုက်တာ how clumsy use လို့ပါတေချာလို့ပါ do it carefully ရှုပ်ပွားနေတာပဲ how messy တန်ရှင်းလို့ပါကြတော့ clean it up ငါမေးတတ်လိုက်တာ I am so spacey ငါ့ကိုသတိပေးနော် remind me အဲ့ဒါမလုပ်နဲ့ don't do that အင်္ဂလိပ်လိုပဲပြောကြည့်အောင် I don't think so stop wasting time the weather is fine how messy do it carefully how messy clean it up I'm so spacey remind me don't do that I don't think so stop wasting time the weather is fine how clumsy ခုနမှားပြောရတယ် how clumsy do it carefully how messy clean it up I am so spacey remind me don't do that I don't think so stop wasting time the weather is fine how clumsy do it carefully how messy clean it up I am so spacey remind me don't do that ကျွန်တော်အင်္ဂလိပ်စာကိုခုမှစာပြီးလေ့လာပါနော်ဒါကြောင့်မလို့ကျွန်တော်ပြောသွားတဲ့အထက်မှာအမားတွေပါသွားခဲ့မယ်ဆိုလို့ရှိရင်တော့တီးတဲ့တက်တဲ့အတူတွေအနေနဲ့မြင်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုပြေးပေးကြပါမှာကြားပေးကြပါလို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်နော်